FIFA ဥက္ကဋ္ဌ Infantino ကိုနှုတ်ထွက်ရန်တောင်းဆိုလာတဲ့လာလီဂါဥက္ကဋ္ဌဟုတ်ကဲ့စပိန်လာလီဂါဥက္ကဋ္ဌဖြစ်တဲ့ဂျာဗီယာတီဘက်ကတော့ FIFA ဥက္ကဋ္ဌ Infantino ကိုယာတူးမှာနှုတ်ထွက်ရန်တောင်းဆိုလာတာဖြစ်ပြီးတော့ FIFA မှာဘောလုံးလောကကိုဖျက်ဆီးနေတယ်လို့ပြောကြားလာခဲ့တာလည်းဖြစ်ပါတယ်။ဒီသတင်းစာနဲ့အင်တာဗျူးမှာတီဘက်ကတော့ကမ္ဘာဖလားရေတောက်နားမှုရှေ့လျားတဲ့ကမ္ဘာဖလားဘိုလူဝဲပထမပိုင်းအပီးဖျော်ဖြေမှုအမေရိကန်တိုက်စစ်မှုဖြစ်တဲ့ဘာလိုကန်ရဲ့ပွဲပဲကိုဆိုင်းငံ့ပြတ်တဲ့အဖြစ်ပြောင်းလဲချမှတ်မှုအနာဂတ်ကမ္ဘာဖလားပြိုင်ပွဲကို64သိန်းဖြင့်ကျင်းပရေးလှုပ်ဆောင်မှုတွေပေါ်အပြင်းထန်ဝေဖန်သွားခဲ့တာလည်းဖြစ်ပါတယ်။ Infantino ကိုနှုတ်ထွက်တင်သလားလို့မေးလာတဲ့ပေါ်တီဘက်ကတော့ကျုပ်အမြင်ပြောရရင်နှုတ်ထွက်တင်တယ်ဟုတ်တယ်သူ့အချိန်ကုန်ဆုံးသွားပြီလို့ပြောကြားသွားခဲ့တာလည်းဖြစ်ပါတယ်။တစ်ဖက်မှာတီဘက်ကအသက်56နှစ်ရှိပြီဖြစ်တဲ့ Infantino မှာဘောလုံးအဖွဲ့ချုပ်အများစုတို့ရဲ့ထောက်ခံမှုကိုရရှိနေတဲ့ဖြစ်ကြောင်းဝန်ခံပြောသွားသလို FIFA ရဲ့ရွေးကောက်ပွဲစနစ်ကအောက်ခြေကအစာယိုယွင်းပျက်စီးနေတယ်လို့လည်းပြောသွားခဲ့တာဖြစ်ပါတယ်။၎င်းကတိုက်ခိုက်ရှင်ပြိုင်မဲ့သူမရှိဘူး။ဘယ်သူမှရှုံးဖို့တက်ဝင်မပြိုင်ကြလို့ဘူး။သူဆက်ရှိမနေသင့်ဘူး။ဒါပေမဲ့လက်ရှိစနစ်အရာသူထွက်ခွာသွားမှာမဟုတ်ဘူးလို့ပြောကြားသွားခဲ့တာလည်းဖြစ်ပါတယ်။တစ်ဖက်မှာလည်း UEFA ဥက္ကဋ္ဌဖြစ်တဲ့ Alexander Cifian မှာလည်း FIFA ရဲ့ကမ္ဘာဖလားပြိုင်ပွဲအတွင်းအသုံးပြုလာတဲ့စီမင်းစည်းကမ်းအသစ်တွေကိုအငင်းပွားပွဲရလှုပ်ဆောင်မှုတွေကိုစိတ်ပြတ်တဲ့ကမ္ဘာဖလားပိုလူပွဲကိုမတက်ရောက်ခဲ့ဘဲနဲ့တပိတ်မှောက်ခဲ့တာလည်းဖြစ်ပါတယ်။နောက်တဲ့သတင်းတစ်ပုဒ်ကတော့ကမ္ဘာဖလားချန်ပီယံဖြစ်သွားတဲ့စပိန်သင်းရဲ့စံချိန်တင်စုကြေးကတော့အမေရိကန်ဒေါ်လာတန်50ထိရရှိတဲ့သတင်းပဲဖြစ်ပါတယ်။2026ကမ္ဘာဖလားကိုစုခူးနိုင်ခဲ့တဲ့စပိန်သင်းကတော့ပြိုင်ပွဲသမိုင်းတစ်လျှောက်အမြင့်ဆုံးချန်ပီယံဆုကြေးဖြစ်တဲ့အမေရိကန်ဒေါ်လာတန်50ကိုရရှိသွားခဲ့တာဖြစ်ပါတယ်။ FIFA ကတော့ယခုကမ္ဘာဖလားအတွက်စုစုပေါင်းဆုကြေးငွေအမေရိကန်ဒေါ်လာ929တန်းအထိချီးမြှင့်ခဲ့ပြီးတော့အဲ့ဒီတဲကဒေါ်လာ655တန်းကိုအသင်းတွေရဲ့ပြိုင်ပွဲစမ်းဆောင်ရေးအလိုက်ခွဲဝေပေးခဲ့တယ်လို့ပြိုင်ပွဲဝင်အသင်း48သင်းကိုလည်းပြင်ဆင်စရိတ်အဖြစ်တသင်းကိုဒေါ်လာ1.5တန်းစီထပ်မံထောက်ပံ့ပေးခဲ့တာလည်းဖြစ်ပါတယ်။ဘိုလူဝဲမှာရင်းနှီးခဲ့တဲ့အာဂျင်တီးနားအသင်းကဒေါ်လာ33တန်းရရှိခဲ့ပြီးတော့တတိယနေရာကအင်္ဂလန်အသင်းကဒေါ်လာ29တန်းစတုတ္ထနေရာမှာရရှိတဲ့ပြင်သစ်အသင်းကဒေါ်လာ29တန်းရရှိခဲ့တာဖြစ်ပါတယ်။ဒါအပြင်ကွာတာဖိုင်နယ်အဆင့်ထိတက်ရောက်ခဲ့တဲ့အသင်းတွေကတော့တသင်းမှာဒေါ်လာ19တန်း16သင်းအဆင့်ကထွက်ခဲ့ရတဲ့အသင်းတွေကဒေါ်လာ15တန်း32သင်းအဆင့်ကထွက်ခဲ့ရတဲ့အသင်းတွေကဒေါ်လာ17တန်းနဲ့အုပ်စုအဆင့်ကနေထွက်ခဲ့ရတဲ့အသင်းတွေကတော့ဒေါ်လာ9တန်းစီရရှိခဲ့ကြတာလည်းဖြစ်ပါတယ်ဒီတစ်ချိန်ချီးမြှင့်ခဲ့တဲ့စွမ်းဆောင်ရည်စုတွေဟာ2020ကာတာကမ္ဘာဖလားရဲ့ဒေါ်လာ440တန်းနဲ့နှိုင်းယှဉ်ရင်90%နီးပါးတိုးမြင့်ထားတာလည်းဖြစ်ပါတယ်